ပိုင်းလေးလောက်ထားဝယ်လေးတွေကြိုင်ထားပြီဒီဝယ်လေးကြိုင်တော့ဒီကုန်းလေးတွေအားလုံးတန်လေးတွေဆိုင်နေကြတော့
တဲ့ကျေဟာအကောင်းဆုံးပဲအပြည့်လို့ကောင်းတာတော့ဘယ်အပဲဒီပဲကောင်းဆုံးလို့ပြောရင်ဘာကြောင့်ပေါက်တာစဉ်းစားတယ်ဒီလိုပါခြေကကြောင်ကောင်းတာရှိတယ်အကောင်းဆုံးလို့ဆိုလိုက်တာသူလည်းကောင်းတာရှိတယ်လို့ပြောတာစေဖို့ပြောတာပေါ့ပြောပါဗျာဒီကမှာဘုဒ္ဓရဲ့ပြတာကိုဘုဒ္ဓရာဘုနေရာမှာကောင်းဆုံးလို့ပြောတာအဲ့လိုဆိုဒီမှာပါလေပြတာဆိုတာဘာလဲဒါကြောင့်ကတိနဲ့ပြတာဒီကတ